စစ်ကော်မရှင်ကအထွေထွေရွေးကောက်ပွဲအလို့မှာအခုလွတ်တော်ခေါ်ပြီးအစိုးရဖွဲ့ဖို့တာဆိုနေပါပြီဥပဒေပြုအာဏာရှိတဲ့လွတ်တော်မခေါ်ခင်စစ်ကော်မရှင်ဥက္ကဋ္ဌမဲအောင်လှိုင်က2008ဥပဒေနဲ့မရင်ရွတ်တဲ့ယာယီသမရဆိုတဲ့ယာတို့ဖြင့်ပြည်တော်စုအတိုင်ပင်ခံကောင်စီဥပဒေကိုစိတ်တိုင်းကြပြရဲလိုက်ပါပြီဒီလိုဆိုရင်မြန်မာပြည်သူတွေကအပြည့်အဝမဟုတ်ရင်လဲတစိတ်တစ်ပိုင်းဒီမိုကရေစီရမှာလားစစ်အုပ်ချုပ်ရေးအဆုံးသတ်သွားမှာလားနိုင်ငံရေးပါတီတချို့မျှော်လင့်ခဲ့တယ်လို့ဒီရွေးကောက်ပွဲကစစ်အစိုးရကိုအဆုံးသတ်ပြီးဒီမိုကရေစီလမ်းကြောင်းပေါ်တင်ပေးမှာလားတက်လာမယ့်အစိုးရကဒီမိုကရေစီအစိုးရလားဒိုရီမဟုတ်မီလိုတိုကရေစီအစိုးရလားဒါကိုကျွန်တော်တို့ကတိတိကျကျနားလည်ထားဖို့အရေးကြီးပါတယ်ဒီမှာကျွန်တော်မီလီတိုကရေစီဆိုတဲ့ဝေါ်ဟရာတစ်ခုကိုသုံးထားပါတယ်အဲ့ဒီမီလီတိုကရေစီဆိုတာကိုမရှင်းပြခင်အများသိပြီးသားဖြစ်တဲ့ဒီမိုကရေစီရဲ့အဓိပ္ပာယ်ကိုအကျဉ်းရုံရှင်းပြလိုပါတယ်ဒီမိုကရေစီဆိုတာပြည်သူလူထုကရွေးကောက်ပွဲများနဲ့ဥပဒေများမှတစ်ဆက်မိမိတို့ရဲ့ခေါင်းဆောင်ကိုရွေးချယ်တင်မြှောက်တဲ့စနစ်ဖြစ်ပါတယ်သူရဲ့အဓိကဝိသေသလက္ခဏာတွေကတော့အာဏာသည်နိုင်ငံသားများနဲ့မေးပေးမှုမှတစ်ဆင့်ဆင်းသက်လာတယ်အစိုးရကပြည်သူလူထုကိုတာဝန်ခံရတယ်ဥပဒေစိုးမိုးမှုနဲ့လူအခွင့်အရေးတွေကိုကာကွယ်ပေးထားတယ်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့နိုင်ငံရေးပြိုင်ဆိုင်မှုတွေရှိတယ်ခေါင်းဆောင်တွေကိုငြိမ်းချမ်းစွာအစားထိုးပြီးတော့ပြန်လည်ရွေးချယ်နိုင်တယ်ဒီတကြောင်တည်းပြောရလို့ရှိရင်တော့ပြည်သူလူထုကနိုင်ငံတော်ကိုအုပ်ချုပ်တယ်ဆိုတာပါပဲဒါဆိုရင်မီလီတိုကရေစီဆိုတာကစစ်တပ်ကနိုင်ငံရေးအာဏာကိုအပီးချုပ်ကင်ထားတဲ့စနစ်ဖြစ်ပါတယ်သူရဲ့အဓိကဝိသေသလက္ခဏာတွေကတော့အာဏာသည်မေးမြန်းမှတဆင့်လာတာမဟုတ်ပဲတနက်နဲ့အင်အားမှဆင်းသက်လာပါတယ်စစ်ကောင်းဆောင်တွေကအစိုးရအဖွဲ့အစည်းကိုအပြည့်အဝလွှမ်းမိုးထားတယ်အရက်သားအစိုးရပုံစံဆိုရင်လဲအားနေပြီးအမိကန်တာဖြစ်တယ်အတိုက်ခံတွေကိုမကြာခဏဖိနှိပ်တယ်ဥပဒေတွေကပြည်သူအတွက်မဟုတ်ပဲသူတို့စစ်တဲ့အတွက်ပဲအကျိုးပြုမဲ့ဒါသဘောဖြစ်ပါတယ်တကြောင်တည်းပြန်ပြောရရင်စစ်တပ်ကပဲနိုင်ငံတော်ကိုအုပ်ချုပ်တယ်ဆိုတော့ဒီမိုကရေစီနဲ့မီလီတိုကရေစီရဲ့အဓိကကွာခြားချက်ကပြည်သူလူဒီအာဏာကပြည်သူလက်ထက်မှာရှိတဲ့ဒီမိုကရေစီမှာ militocracy မှာကျတော့စစ်တပ်မှာပဲရှိတယ်ဒီလိုဆိုရင်လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကိုကျွန်တော်တို့စမ်းစစ်ကြည့်ကြရအောင်မြန်မာနိုင်ငံကမီလီတိုကရေစီစနစ်အတွင်းမှာပိတ်မိနေကြတာကြာပါပြီစစ်တပ်ကတရားဝင်မှုအတွက်ရွေးကောက်ပွဲတွေကိုသူတို့ရဲ့ဒီကရိယာဖြစ်အသုံးပြုပြီးတော့မှဒီအမှန်တကယ်အာဏာကစစ်တပ်ရဲ့လက်ထဲမှာပဲရှင်းနေစေဖြစ်ပါတယ်ပိုရှင်းသွားအောင်ကျွန်တော်ဥမာလေးတစ်ခုပေးပြီးတော့ရှင်းပြပါမယ်လွတ်တော်မှာဒီကာကွယ်ရေးဦးစီးချုပ်ခန့်ထားတဲ့စစ်တပ်ကိုယ်စားလှယ်တွေက25ရာခိုင်နှုန်းရှိတယ်ဆိုတော့အမှတ်တမဲ့ကျင့်ရင်လွတ်တော်ထဲမှာစစ်တပ်က၄ဘုံတစ်ဘုံပဲရှိတယ်ဥပဒေပြုရဲမှာဒီအခြေခံဥပဒေကိုဒီအသက်ရေးဆွဲတာပြင်တာကလွဲလို့ရှိရင်ကြံတဲ့ဥပဒေတွေကိုကြံတဲ့85ရာခိုင်နှုန်းသောကိုယ်စားလှယ်တွေကလွတ်လွတ်လပ်လပ်ပြတယ်လို့ရတာပဲလို့ထင်အောင်ထင်မှားဖြစ်တယ်ပါတယ်တကယ်တမ်းကမလွတ်လပ်ပါဘူးဒီကာကွယ်ရေးဦးစီးချုပ်ရဲ့ဒီမျက်စိနှလုံးကဒီလွတ်တော်ထဲမှာအမြဲရှိနေပါတယ်ပြည်သူလွတ်တော်နဲ့အမျိုးသားလွတ်တော်နှစ်ရက်လုံးမှာစစ်ကိုယ်စားလှယ်တွေရဲ့ခေါင်းဆောင်ဗိုလ်ချုပ်တယောက်စီရှိပါတယ်သူတို့ကဒီကာကွယ်ရေးဦးစီးချုပ်ကိုတိုက်ရိုက်အစီရင်ခံရတယ်ကာကွယ်ရေးဦးစီးချုပ်ကသူတို့ကဒီသူတို့ကိုတိုက်ရိုက်ကုတ်ခဲ့တယ်ဒီကာကြိုးမကြိုက်တဲ့ဥပဒေတွေအဆိုတွေရှင်းရင်အဲ့ဒီဗိုလ်ချုပ်တွေကတဆင့်လွတ်တော်ဥက္ကဋ္ဌတွေကိုအလွတ်သဘောပြောပြတော့ကျွန်တော်တို့ဖိအားပေးတာမဟုတ်ရင်အစည်းအဝေးထဲမှာကန့်ကွက်ပြီးတော့အသိပေးတာရှိပါတယ်တခါတလေသမရကတဆင့်ပြောပြီးမှဖိအားပေးတာရှိတယ်အကောင်းဆုံးဥမာပေးရလို့ရှိရင်ဒီ2020ကျန်းခံရင်အစိုးရလက်ထက်တုန်းကလွတ်တော်ကတော့ဥရှိမန်းနဲ့ဒီသမရဦးတင်စံတို့ကြားမှာကျွန်တော်မပြေလည်မှုတွေရှိခဲ့တယ်နောက်ဆုံးဥရှိမန်းကဒီအရှုံးပေးပြီးတော့ဒီသူ့ရဲ့အာဏာကိုတော့မှကျွန်တော်တို့ဒါဖြုတ်ချခံခဲ့ရတာရှိပါတယ်ဆိုလိုချင်တာကအုပ်ချုပ်ရေး
ကာကွယ်ရေးပြည်ရေးရဲ့အပြင်ဥပဒေပြုရေးမှာပါစစ်တပ်ကထိန်းချုပ်ထားတယ်အခုနိုင်ငံရဲ့အချင်းကဒီအခင်းချင်းကဒီမိုကရေစီစနစ်လုံးဝမဟုတ်ပါဒီစစ်တပ်ကပဲဒီအုပ်ချုပ်သွားမဲ့မီလီတိုကရေစီစနစ်သာဖြစ်ပါတယ်အဲ့တော့ဒီဟာကိုတလုံးတည်းနဲ့ရှင်းပြလို့ရှိရင်ဒါကလည်းနိုင်ငံရေးကြားဖြန့်ပါလုံးဝအထွေထွေဒီမိုကရေစီအထွေထွေကျွန်တော်ရွေးကောက်ပွဲနဲ့ဒီမိုကရေစီစနစ်ကိုတွားနေတာမဟုတ်ပါဘူးစစ်တပ်ကပဲအာဏာကိုအပြည့်အဝထားတဲ့မီလီတိုကရေစီဆိုတဲ့စနစ်ကိုပဲအကောင့်တွေဖော်နေတာဖြစ်တဲ့အတွက်ဒါကလည်းကျွန်တော်တို့ဒီနိုင်ငံရေးကြားဖြန့်အကြီးစားလို့ပဲပြောရမှာဖြစ်ပါတယ်နားထောင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်နိုင်ငံတနိုင်ငံဆိုတာသူ့ရဲ့တည်ရှိမှုတမိုင်းကြောင်းနဲ့ယဉ်ကျေးမှုကိုကမ္ဘာကလက်ခံရတယ်အဲ့လိုလက်ခံဖို့အရေးချင်းမမြင်ရင်အဲ့ဒါဘယ်တော့မှနိုင်ငံတစ်ခုဖြစ်မလာဘူးနိုင်ငံတစ်ခုဖြစ်လာပြီဆိုရင်နိုင်ငံပြည်သားအောင်အဲ့ဒီနိုင်ငံရဲ့အစိုးရကစီမံခန့်ခွဲရတယ်စီမံခန့်ခွဲမှုညံ့ချင်းရင်အဲ့ဒီနိုင်ငံကတဖြည်းဖြည်း fail state လို့ခေါ်တဲ့ကြာရှုံးနိုင်ငံဘက်ကိုဦးတည်သွားမယ်အခမတန်ရင်နိုင်ငံမှာပျောက်သွားနိုင်တယ်အခြားနိုင်ငံတစ်ခုရဲ့ကိုလိုနီသို့မဟုတ်အစိတ်အပိုင်းတစ်ခုဖြစ်သွားနိုင်တယ်လက်ရှိအခြေအနေရဆိုရင်မြန်မာနိုင်ငံကမန်ဒီယန်ပြည်နယ်ဖြစ်လာဖို့များတယ်မန်ဒီယန်ကိုစီလျော်အောင်ဘာသာပြန်ရရင်မြန်ဆိုတာဆွေမျိုးပေါက်ခေါ်ဒီယန်ဆိုတာဒေသလို့အဓိပ္ပာယ်ရပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ရိုဟင်ဂျာကိုဖေရှားဖို့တဲ့မန်ဒီယန်ပြည်နယ်ဖြစ်မသွားအောင်ကာကွယ်ကြပါလို့တရားဝတီနဲ့ဝေသာလီသမိုင်းရဲ့အမှန်တရားကိုလက်မခံဘူးဆိုရင်ရခိုင်သမိုင်းဟာမစစ်တော့ဗမာရခိုင်ကာဗျာသမိုင်းပဲဖြစ်သွားတယ်သမိုင်းကိုမျက်စိစုံပိတ်ငင်းမလေးမစားလုပ်မယ်ဆိုရင်အဲ့ဒီသမိုင်းကကိုယ့်ကိုပြန်တန်ခက်လိမ့်မယ်ရိုဟင်ဂျာမရှိရင်တရားဝတီနဲ့ဝေသာလီဆိုတာလည်းမရှိဘူးကြောက်စာတွေကိုဖတ်ပြရင်ရခိုင်အတွက်ဘာသာပြန်လို့လေရိုဟင်ဂျာအတွက်ဘာသာပြန်မလို့ဒဟိတ်မျိုးမှာခံရထေဝါဆိုတာတည်ရှိနေတဲ့ the peace palace ကိုခေါ်တဲ့ငြိမ်းချမ်းရေးနန်းတော်မှာတဆင့်ရိုဟင်ဂျာတွေရဲ့အပင်ဟာကဘာကိုလွှမ်းမိုးသွားပြီငင်းသူကသာအထီးကျန်ပြီတရားဝတီနဲ့ဝေသာလီရခိုင်နဲ့ရိုဟင်ဂျာငြိမ်းနိုင်ငံရေးမှာအမြဲတမ်းရန်သူမရှိအမြဲတမ်းမိတ်ဆွေမရှိရိုင်းဆိုင်မှုထဲမှာငြိမ်းချမ်းမှုမရှိယဉ်ကျေးမှုထဲမှာသာငြိမ်းချမ်းမှုရှိငြိမ်းချမ်းမှုလိုချင်ရင်ယဉ်ကျေးပါသောကလိုချင်ရင်ရိုင်းဆိုင်ပါဒီကဘာမြေကြီးကိုဘယ်လူသားမှမပိုင်ပါဘူးကဘာမြေကြီးကပဲလူသားအလုံးကိုပိုင်ဆိုင်တာပါဒီအတွေးခေါ်ကိုလက်ခံနိုင်ရင်ကျွန်တော်တို့အားလုံးငြိမ်းချမ်းသွားမယ်ကဘာကြီးကိုအလုတ်အကျွေးပြုနိုင်မယ်ကဘာတည်တည်၍ကဘာမြေကြီးပေါ်မှာငြိမ်းချမ်းစွာနေထိုင်နိုင်ကြမယ်2020အထွေထွေရွေးကောက်ပွဲမှာအသုံးပြုခဲ့တဲ့မဲစင်းတွေစန္ဒမဲ့လက်မဲ့တွေရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းမှတ်တမ်းတွေကိုစစ်ကော်မရှင်ကမီးရှို့ဖျက်ဆီးလိုက်တယ်လို့သိရပါတယ်မီးရှို့တဲ့အခါမှာလည်းစနစ်တကျဒီမီးရှို့ဖျက်ဆီးရေးအဖွဲ့ဝင်14ဦးနဲ့ဆောင်ရွက်ခဲ့တယ်လို့လည်းလေ့လာသိရှိရပါတယ်လက်ရှိဒဂုံစိတ်ကမ်းမျိုးနယ်နဲ့အင်းစိန်မျိုးနယ်ကဒီ2020မှတ်တမ်းတွေကိုမီးရှို့နေပြီးတော့ကြံတဲ့တိုင်းနဲ့ပြည်နယ်တွေမှာလည်း
ဆက်ပြီးမီးရှို့ဖျက်ဆီးတာတွေလုပ်သွားမယ်ဆိုတာကို BBC သတင်းမှာဖတ်လိုက်ရပါတယ်2015ရွေးကောက်ပွဲအပြီးမှာကြတော့2010ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းတွေကိုမီးမရှို့ခဲ့ဘူးအခု2025 26မှာကြာမှာဒီမီးရှို့တာကတော့တော်တော်လေးကိုထူးဆန်းနေပါတယ်တကယ်လဲဆိုရင်ဒါနိုင်ငံတော်ရဲ့မှတ်တမ်းတွေပါမီးရှို့စရာမလိုပါဘူးဒီ archive လောက်ထားလို့ရတယ်အဲ့လိုဆိုရင်လိုအပ်တဲ့ခါမှာပြန် refer လုပ်လို့ရတာပေါ့အနည်းဆုံးတော့15နှစ်လောက်တင်ထားတယ်ဆိုတော့ဒီလိုမတင်ထားဘဲနဲ့ဒီလိုအပူတပြင်းမီးရှို့တယ်ဆိုတာကတော့ဒါမရိုးသားဘူးလို့ပြောလို့ရတယ်ကျွန်တော်စဉ်းစားမိတာတစ်ခုရှိတယ်ဒီ Jeffrey Epstein ဖိုင်ကြောင့်အခုကဘာမှာတော်တော်ကရရိုက်နေတော့အဲ့ဒါကိုမင်းအွန်လိုင်းကကြောက်လန့်ပြီးတော့အထောက်ထားတယ်ဖြည့်ဆည်းနေသလားလို့နားထောင်ပေးတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်